အားလုံးပဲမင်္ဂလာပါရှင်ဂီတို့ရဲ့နေတွေမှာလူပွေးတွေလှုပ်တိုင်းဒီလိုမျိုးအတုပ်တစ်မျိုးကတော့မပါမဖြစ်ကိုကျွမွေးခံပါတယ်အဲ့ဒီတုပ်လေးလှုပ်စားမှမို့ဂီရဲ့ဗီဒီယိုကိုပြီးအောင်ကြည့်ပေးပါနော်အခုကတော့ကြက်သွန်လေးကြိုနေရဖြစ်ပါတယ်ပြီးရင်တော့စိမ့်စားငပီးလေးကိုကြက်သွားအောင်ရေလေးနည်းနည်းထည့်ပြီးရှစ်ပါမယ်ပြီးရင်တော့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ငပြိုးဘူးလေးတွေကိုခွာမယ်ပြီးရင်ပြုတ်ဖို့အတွက်ရေအိုးလေးတေပါမယ်ရှင်ဆူလာရဲ့အခါမှာတော့ဂီယာပေးကြဆန်ကိုပထမဆုံးထည့်ပြီးပြုတ်ထားလိုက်တယ်ပြီးရင်တော့ရွက်လေးတွေကိုအနေတို့လေးလှီးဖြတ်ပေးထားလိုက်ပါရှင်ရှားရွက်တွေကိုလေးလှီးဖြတ်ပေးလိုက်တယ်အခုကတော့စတုပ်ပါမယ်ရှင်တခုပွေးရေပေးတော့ရှည်ရေငပြိုးဘူးလေးရေကစွန်းရွက်ရေထည့်ပြီးတော့မကြီးမဲဖြိုထားလေးထည့်မယ်စွန်းသားရှစ်ထားတဲ့ငပီလေးထည့်မယ်ရတာတွဲစားရေဟင်းခမုံရေထည့်မယ်ရှစ်ထားတဲ့စီချက်လေးကိုထည့်မယ်ပြီးရင်တော့ငရုတ်သီးအချင်းမုံလေးထည့်ပြီးတော့နေပါမယ်ရှင်နေလို့နင်းနင်းနဲ့သွားရင်တော့ကြိုထားတဲ့ကြက်သွန်ကြိုလေးတွေကိုထည့်ပါမယ်ရှင်ကြက်သွန်ကြိုလေးတွေထည့်ပြီးနေပြီးတဲ့အခါမှာတော့လှိုထားတဲ့နှမ်းလေးတွေကိုထည့်ပြီးတော့တုပ်ပေးလိုက်ရင်တော့ဒီရွက်တုပ်လေးရရန်စားကောင်းပါတယ်ဂီတို့ဒီမှာဆိုရင်တော့ဟင်းလေးတုပ်ခေါ်ပါတယ်ဗမာတွေမှာဆိုရင်တော့ရွက်စုံတုပ်လို့ခေါ်ပါတယ်ရှင်ဂီရဲ့ဗီဒီယိုကိုဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်